အားလုံးပဲမင်္ဂလာပါရှင်အရင်ဗီဒီယိုတွေမှာ cash flow သွင်းနည်းနဲ့ဂျာနယ် entry ရိုးရိုးသွင်းနည်းကိုမျှဝေပြီးဖြစ်ပါတယ်ဒီတစ်ခါမှာကျတော့ဂျာနယ် entry ကိုမှ adjustment ဂျာနယ် entryဂျာနယ် entry ကိုမျှဝေပေးမှာပဲ adjustment က closing adjustment လို့ခေါ်တယ်လကုန်မှာလို့ရှိရင်စရင်ပိတ်ရတယ်ပေါ့နော်လကုန်မှာဂျာနယ်ရိုက်ရတဲ့ဂျာနယ် entry တွေ adjustment တွေကိုမျှဝေပေးပါလေဒီဗီဒီယိုကျတော့ဘယ်သူတွေကြည့်တင်လဲဆိုဂျူနီယာညီမလေးများ report တီမရောက်တဲ့ဂျူနီယာညီမလေးတွေ senior ညီမလေးတွေဒီဗီဒီယိုကိုကြည့်တင်နေပေါ့နော်ကြည့်လို့ရှိရင်တစုံတရာအကျိုးရှိမှာပေါ့နော်ပရမမှာမတို့ကလက်တော့ဝယ်မယ်တရက်နေ့မှာလက်တော့ဝယ်မယ်ဖြစ်တဲ့အတွက်လက်တော့ကကြတော့non current asset ဘာနဲ့ဆိုမိုးတန်းဝိုင်းရဲ့တစ်နှစ်တက်ပို့ပြီးတော့အသုံးခံတဲ့အတွက်ကိုသူ့ကို non current asset ရဲ့အောက်မှာသွားမယ် non current asset အောက်မှာသွားမယ် asset ဖြစ်တဲ့အတွက် asset account office equipment အောက်မှာကျတော့ debit ဘဏ်နဲ့ပေးတဲ့အတွက် bank account မှာကျ credit အဲ့ဒါလက်တော့ဝယ်မယ်နောက်ခါကျတော့ဘာဝယ်မှာairconဝယ်မယ်2ရက်နေ့မှာ aircon ဝယ်မယ်ဖြစ်တဲ့အတွက် aircon ကကြတော့လေ office equipment မျိုးစား office equipment မျိုးစားတဲ့အတွက်သူလည်းအဲ့တိုင်းပဲမိုးတန်ဝိုင်းရတစ်နှစ်တက်ပို့ပြီးတော့အသုံးခံတာဖြစ်တဲ့အတွက် non current asset မျိုးစားဖြစ်တဲ့အတွက် debit non current asset အကောင့်မှာ debit ဘဏ်နဲ့ပေးတဲ့အတွက်ပတ်စံထွက်သွားတဲ့အတွက်ဘဏ်အကောင့်မှာကျ credit အဲ့ဆိုပါချစ် aircon ဝယ်ပြီးတဲ့အခါရုံးကန်းငါကပေးရတယ်ရုံးကန်းငါက6လစာပေးရတယ်6လစာပေးတဲ့အတွက်ဒီ6လစာလုံးကို prepaid rate နဲ့အကောင့်နဲ့မယ်ထည့်လိုက်မယ် prepaid rate အကောင့်ကကြတော့ current asset မျိုးစားဖြစ်တယ် current asset ကိုဘာလို့ current asset မျိုးစားဖြစ်လဲဆိုတော့သူက6လစာလုံးပတ်စံပေးထားတယ်ဒါပေမဲ့ဝန်ဆောင်မှုကအမတို့ကခံစားရသေးဘူးဝန်ဆောင်မှုကမခံစားရသေးတဲ့အတွက်သူ့ကို6လစာတော့ဒီ prepaid rate နဲ့မှာထည့်လိုက်မယ်ထည့်ပြီးမှလကုန်မှာဒီဝန်ဆောင်မှုရှာပြီးတဲ့ဒီဇူလိုင်လတစ်လစာကိုအမတို့က expect အနေနဲ့ခံပြီးမှ prepaid rate အနေနဲ့ပြန်ထွက်မှာပေါ့နော်ဒါ6လစာတော့ prepaid နဲ့ပြန် prepaid rate နဲ့သွားမယ်သွားပြီးမှလကုန်မှာဒီတစ်လစာကို expect ခံမယ်ပေါ့နော်အဲဆိုတော့6လစာဖြစ်တဲ့အတွက်12သိန်းအဲဆိုလကုန်လို့ရှိရင်နောက်လကုန်မှာဂျင်းကြီးကြိုက်ပြမယ်ပေါ့နော်အောက်မှာဂျာနယ်အထိတစ်ကြောင်းရှိပါတယ်အဲ့လိုနီးနေလဲသွားလို့ရတယ်ဒါမှမဟုတ်ကိုကအဲ့လိုမသွားချင်ဘူးဇရိတ်ကိုတစ်လစာဒီဇူလိုင်လတစ်လစာအတွက်ဇရိတ်ခံနေတယ်ဆိုလဲရတယ်ဇူလိုင်လတစ်လစာဇရိတ်ကို2သိန်းနေနဲ့office rent expense ကောက်မှာ debit အဲဆိုတစ်လစာဈေးခံတဲ့အတွက်နောက်ထပ်5လစာပေးတဲ့သွားမှာ prepaid rent နဲ့သွားမှာ5လစာကို prepaid တွေနဲ့ rent နဲ့သွားအဲဆိုရင်ငါ prepaid rent က10သိန်းဖြစ်မှာပေါ့နော်10သိန်းoffice rent expense က debit က2သိန်းအဲ့လိုသွားမှာပေါ့နော်ဒါပေမဲ့ကိုစင်ပြေတယ်လို့သွားလို့ရပါတယ်ဆိုအင်တာနက်ပေးရလဲအဲ့တိုင်းပဲ6လစာပေးရတဲ့အတွက်အင်တာနက်ပေးကတစ်လကို3000အဲဆို6လဆိုတော့8000 prepaid internet နဲ့သွားမယ်လကုန်မှာဇရိတ်တစ်လစာခံမယ်ပေါ့နော်ကဲလာကုန်သွားပြီလာကုန်သွားရေဆိုတော့31ရက်နေ့မှာဂျေးရိုက်မယ်ဒါ office rent ခုနက office rent ကိုတစ်လကို2သိန်းနဲ့ခံထားတယ်ဈေး2သိန်း6လစာဆို12သိန်းနဲ့ prepaid rent နဲ့သွားထားတယ်ခုကဈေးခံမယ်ဖြစ်တဲ့အတွက် office rent expense အကောင့်မှာ debit prepaid rent အနေနဲ့ပြန်ပြီးတော့ခြေရတဲ့အတွက် credit ပေါ့နော်ဒီကဇူလိုင်လစာဈေးခံတယ် internet ပေးလဲအဲ့တိုင်းပဲ internet expense အကောင့်မှာ debit prepaid rent အကောင့်မှာ credit အဲ့လိုခြေလိုက်တဲ့အတွက်အမတို့တစ်လစာချုပ်လိုက်တဲ့အတွက်5လစာကြောင်းမှာအဲ့5လစာကဘေးထဲမှာတွားပြရမယ်ဆိုတော့ current asset ရဲ့အောက်မှာသွားပြရမယ် current asset ရဲ့အောက်မှာ prepaid rent အနေနဲ့10သိန်းရှိမယ် prepaid internet အနေနဲ့နောက်ထပ်5လစာဖြစ်တဲ့အတွက်3သိန်းခွဲရှိမှာပေါ့နော်ဒါကကြတော့လျှက်စစ်မီတာဘေး electricity မီတာဘေးကကြတော့မတို့ကဝန်ဆောင်မှုရယူပြီးပြီဝန်ဆောင်မှုက first service က first money က
scan ပေါ့နော် money ကနောက်မှပေးရတယ်အဲ့အတွက်ဒီလအတွက်ကဝန်ဆောင်မှုရပြီးဖြစ်တဲ့အတွက်သူ့ကို accrue ပေးရရှိ for ရမယ် accrue ဆို accrue က accrue liability အောက်မှာ for ရမယ်ဘာဖြစ်လို့ accrue liability မှာ for ရအောင်ဆိုတော့မတော်ဝန်ဆောင်မှုရှာပြီးပြီဒါပေမဲ့ပတ်စံနေနဲ့အတွက်မပေးရသေးဘူးပေးရတဲ့အတွက်ဝန်ဆောင်မှုရယူပြီးတဲ့အတွက်ပေးရရှိနေနဲ့ for ရမယ်ပေးရရှိကိုမှသူက more than လက် within 1 year တစ်နှစ်အတွင်းပေးရရှိဖြစ်တဲ့အတွက် current liability အောက်မှာ credit အနေနဲ့သွားပြီးတော့ပြမယ်ပေါ့နော် credit 8000 expense အနေနဲ့ debit accrue liability အနေနဲ့ကျတော့ credit သွားပြမယ်အဲဆိုရင်အဲ့ဒါပြီးသွားပြီနောက်ကျလက်တော့ဝယ်တဲ့အတွက်အမားတို့က depreciation လျှော့ရအောင်လက်တော့ကိုဇူလိုင်1ရက်နေ့ကဝယ်ထားတဲ့အတွက်ဒီလအတွက်သုံးပြီးပါတယ်သုံးပြီးတဲ့အတွက် depreciation စရိတ်ခံပေးရမယ်စရိတ်ခံတော့အတော့ depreciation အကောင့်မှာ debit accumulated depreciation အကောင့်မှာ credit depreciation အကောင့်မှာ debit accumulated credit တို့ဘယ်လောက်နဲ့ရှိုက်မှာတော့လက်တော့တစ်လုံးကို3နှစ်3ခန့်နဲ့3နှစ်ဆိုတော့15သိန်းဟိုမှာအပေါ်မှာလက်တော့က15သိန်းနဲ့ဝယ်ထားတယ်3နှစ်ဆိုတော့36လကိုတစ်လကို4166ခွန်ပဲကြာတယ်အဲဆို4166ခွန် depreciation expense မှာ debit accumulated depreciation အကောင့်မှာ credit ဆိုတစ်လစာ short ပြီးတဲ့အတွက်အမတို့ကnon current asset ရဲ့အောက်မှာ office equipment နဲ့မှာ15လစာအနေနဲ့ပါနေရောနော် non current asset လက်တော့ရဲ့ဟို15သိန်းလက်တော့ရဲ့ non current asset က15သိန်း accumulated depreciation က4166ကိုနှုတ်လိုက်တဲ့အခါမှာ35လစာပဲကျန်တော့မှာဖြစ်ပါတယ်အဲဆိုရင်ဆောနာကအဲကွန်ဝယ်ထားတယ်အဲကွန်ရဲ့တန်မိုးသွားကြည့်လိုက်အဲကွန်ရဲ့တန်မိုးကဘယ်လောက်လဲရှိရဆို3သိန်း10သိန်း10သိန်းဆိုတော့သူ့ကိုလည်းထားအောင်3နှစ်3ခန့်နဲ့လို့ထားလိုက်3နှစ်3ခန့်နဲ့လို့မတို့ကယူဆမယ်ဆိုလို့ရှိရင်နှစ်ခွန်အဲဆိုရင်နှစ်ခွန်နဲ့ depreciation expense မှာ debit accumulated depreciation အကောင့်မှာ credit ဆိုပြီးတော့ closing adjustment အနေနဲ့ခြေရရပါတော့ကျေးဇူးပါclosing adjustment အနေနဲ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေလည်းမျှဝေပေးဖို့ရှိပါတယ်သင်တန်းတွေလည်းဖွင့်ဖို့ရှိပါတယ်ကျေးဇူးပါ